လက်ရှိမြန်မာနိုင်ငံမှာဘာတွေဖြစ်နေလဲ AI သိလား လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံရေးတည်ငြိမ်မှုမရှိဘဲဆန္ဒပြမှုတွေနဲ့တင်မာမှုတွေရှိနေပါတယ်ရှင်။နောက်ပြီးစီးပွားရေးအခက်အခဲတွေနဲ့လူသားချင်းစာနာထောက်မှုအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်ရှင်။ အဲ့ဒီပြဿနာတွေအဖြစ်အပျက်တွေဘယ်လိုစဖြစ်ခဲ့တာလဲသိလား 2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာမြန်မာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ဒီပြဿနာတွေစတင်ခဲ့တာပါရှင်။အဲ့ဒီနောက်ပိုင်းမှာပြည်သူတွေကအာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြကြပြီးပဋိပက္ခတွေဖြစ်ပွားလာတာပါရှင်။ မြန်မာနိုင်ငံမှာအဲ့ဒီအာဏာသိမ်းမှုတွေဘယ်နှခါတောင်ဖြစ်ခဲ့တာလဲ မြန်မာနိုင်ငံမှာအာဏာသိမ်းမှုတွေ၃ကြိမ်ဖြစ်ခဲ့ဖို့ပါတယ်ရှင်။1962ခုနှစ်1988ခုနှစ်နဲ့နောက်ဆုံးတစ်ကြိမ်ကတော့2021ခုနှစ်မှာဖြစ်ခဲ့တာပါရှင်။ အဲ့ဒီအာဏာသိမ်းမှုတွေကမှန်ကန်တယ်လို့ထင်လား ဒီအာဏာသိမ်းမှုတွေကမှန်ကန်တယ်လို့ပြောဖို့ခက်ပါတယ်ရှင်။ဘာလို့လဲဆိုတော့အာဏာသိမ်းမှုတွေကတိုင်းပြည်ရဲ့နိုင်ငံရေးနဲ့လူမှုစီးပွားရေးကိုစိုးစိုးဝါးဝါထိခိုက်စေပြီးပြည်သူတွေအတွက်အခက်အခဲတွေမြောက်မြောက်စွာဖန်တီးခဲ့လို့ပါ။ဒီလုံရတွေကဒီမိုကရေစီရဲ့အခြေခံမှုတွေကိုလည်းချိုးဖောက်ရကြပါတယ်ရှင်။ ဒါဆို AI ကအာဏာသိမ်းတာကမှားတယ်လို့ပြောချင်တာပေါ့ ဟုတ်ပါတယ်ရှင်။အာဏာသိမ်းတာဟာဒီမိုကရေစီအခြေခံမှုတွေကိုစန့်ကျင်တဲ့လုပ်ရပ်ဖြစ်ပြီးတိုင်းပြည်နဲ့ပြည်သူတွေအတွက်စိုးကျိုးတွေများစွာဖြစ်ပေါ်စေတာကြောင့်မှားတယ်လို့ပြောနိုင်ပါတယ်ရှင်။ အဲ့ AI အခုလိုမေးမြန်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဘာကြောင့်ရများသိချင်ပါသေးလဲရှင်။